တဲ့မင်္ဂလာပါရှင်စနေတို့ Hi ဂျပန်စာသင်တန်းကျောင်းကနေကျေးဇူးပါတယ်စနေတို့ဒီနေ့မှာတော့မိမိကာရာအိုပွဲလူ M3 ကောကြီးရဲ့291ကိုရောက်နေပါပြီသူကပါရေးတာလဲဆိုတော့အိုတိုနာရှိစာလူကြီးဆန်နဲ့ကြီးကြီးငင်ငင်ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်သူ့ကိုကြည့်လိုက်ကလေးဆန်ဆန်နဲ့မဟုတ်ဘဲနဲ့ကွာအရန်ကိုတင်းနေ easy အဲ့လိုပုံစံမျိုးပြောနော်ခါတွေကအိုတိုနာရှိဟိတိုတာသူကလူကြီးဆန်နဲ့လူတယောက်ဖြစ်တယ်ဦးကြီးနော်အီနူပါတဲ့အိုတိုနာရှိကုတဲ့အိမ်ရခွေးလေးရပေါ့နော်တိတ်ဆိတ်ငိမ်တွက်ပြီးအေးစစ်စစ်လေးနေတဲ့ cash တဲ့လုံးဝ cash တဲ့စာစနေကိုလုံးဝကိုပြောလုံးဝဟိတိုနီဟိုအဲနိုင်နဲ့လူတွေကိုလုံးဝမဟောင်ဘူးတဲ့ cash တဲ့တို့ဘာလို့ဝါက cash တဲ့ဝါကလီမဆန်တော့နော်လုံးဝနမ်းအဲ့ဒါမျိုးတွေ cash တဲ့ဝါဆူတဲ့မဆန်တို့ဘာလို့အဲ့ဒါကြီးလေအန်ဖိုးရဲ့ပါလေဒက်ကီရုစာအုပ်ကိုလုတ်တဲ့ခါမှာစနေတို့တွေ့ခဲ့ပြီးသားပါမမမီတော့ဘူးเนาะဒါမဲ့ဒက်ကီရုစာအုပ်မှာစနေတို့အဲ့ဒီစကားလုံးကို cash တဲ့ဆိုတဲ့စကားလုံးကိုစပြီးတော့လေ့လာရပါတယ်ဝဒချီဝါရခိုင်မွန်တို့ရှိတဲ့ EDU အာရီဒါကျွန်တော်ဈေးဝယ်ထွက်ဖို့လုပ်နေတဲ့အချိန်အတော်တွင်းမှာခိုတို့မူဝါကလေးတွေကအိုတိုနာရှိကိုတဲ့မတ်တက်အီတာဒါအိုတိုနာရှိကိုမတ်တက်အီတာဒါတို့ကပေါ့နော် AC တီနီနဲ့စောင့်နေခဲ့တယ်ခုနုဖုခုဝါတဲ့ဒီဇိုင်းကဒီအင်ကြီးရဲ့ဒီဇိုင်းကပေါ့နော်အိုတိုနာရှိနော်တဲ့အရန်ကိုလူကြီးဆန်တဲ့အတွက်ရှင်ငေါတုန်နေခစ်တဲ့တင်မို့ဒါအလုတ်ကိုဝစ်သွားရင်တောင်မှနော်ဗတ်တယ်မူတောင်မှဒိုင်ဂျောဘူးဒါအဆင်ပြေတယ်ဒီအင်ကြီးရဲ့ဒီဇိုင်းอ่ะကွာအရန်ကိုလူကြီးဆန်တဲ့အတွက်အလုတ်ကိုဝတ်သွားရင်တော့မှအဆင်ပြေတယ်အလုတ်ကိုသွားမှာဖင်ချက်တို့မီနီစကတ်တို့အဲ့ဒါမျိုးစကတ်တို့ဝတ်သွားလို့တော့မရဘူးဒါအရန်ကိုတင့်တော်တယ်ပေါ့နော်အဲ့ဒါကစနေတို့ဘယ်လိုသုံးလဲဆိုအတန်းအလယ်ပဲမြင်တော့အန်တူးမှာကွာမန်းဆယ်ဆိုနီဖူဆာဝါရှိဖူကုဇိုလုပ်ငန်းခွင်မှာတင့်တော်တဲ့အဝတ်အစားဒါဒီလိုဟာဆိုတကယ်တမ်းခန်းခဲကြီးဆိုဆက်တဲဆိုအဲ့ဒါလေးတွေရေးပေးရမှာပေါ့နော်ဒါပေမဲ့အဲ့ကောင်တွေကအန်တူးရဲ့ဟိုဟာတွေပါဂေါကြီးတွေပါမလို့ပါကာမန်ဂျီယိုဆိုတာတိခန့်စိတ်တွေဒါနေပြင်းထန်နေပေါ့နော်ကာမန်ဂျီယိုစိတ်ကကိုတိခန့်တတ်တဲ့အချင်းရှိတယ်ဒါမျိုးပေါ့နော်ချမ်းစုကတဲ့ရက်တယ်တဲ့အခွင့်အရေးရရှိလာတဲ့အတွက်တဲ့ခီရုနော်အိုတဲ့ကာမန်ဂျီယိုကူမဆိုဒါတွားရမယ့်ဟာကိုတဲ့ကျွန်တော်ကပေါ့နော်ဒါလုံးဝကိုကာမန်ဂျီယိုတိခန့်စိတ်ပြင်းပြင်းနဲ့စောင့်နေတိခန့်ပြီးစောင့်နေအဲ့ဒါမျိုးပြောပါရှော့ဂျီကီနာဆိုစနီယိုကရိုးသားတာပါနော်ရှော့ဂျီကီနာရိုးသားတာပါခါရီဝါတဲ့ရှော့ဂျီကီနာဟီတိုတက်ကတာ तू ကရိုးသားတဲ့လူတယောက်ဖြစ်တဲ့အတွက်ဥဆိုးကိုစုခုခုတူကဒက်ကီနိုင်နဲ့သူလိန်ပြောတဲ့အကြောင်းတွေကိုဒက်ကီနိုင်လုံးမှာမဟုတ်တော့ဘူးဒို့တဲ့အီတာဇူရာရှိတာနော်ဘာကြောင့်နေဟာတာရီလာပြီးပြုတ်နေရလဲဒါအီတာဇူရာဆိုဟိုနောက်ပြောင်တာပေါ့နော်စနောက်တဲ့ပုံစံမျိုးအဲ့မှာရှော့ဂျီကီနီဟာနာရှိနာဆိုင်ရိုးသားနဲ့ပြောစမ်းရိုးသားအေးစစ်စစ်တယ်ပေါ့ကပြောစမ်းလာပြီးတော့ဒီမှာကွာအရေးကြီးအကြောင်းအရာတွေပြောနေတဲ့အချိန်မှာကိုကသွားပြီးနောက်နေရဆိုရင်အကောင်လုံးကမကြိုက်ကြဘူးဖြစ်မှာပေါ့နော်ကော်ချီဆိုရှိတဲ့မူရတာကတဲ့ထမင်းဖိတ်ခေါ်တာပေါ့နော်ထမင်းစားတာကိုစနေကလက်ခံရရှိခဲ့ပေမဲ့ရှော့ဂျီကီနီအစ်တဲ့ရိုးသားပြောရမယ်ဆိုရင်အမာလီအိုရှိကုနာခတာတိတ်ပြီးတော့အရသာမရှိခဲ့ဘူးဟောတော့ဖရီးစားရတာပဲနော်ဘာတွေများသူအရသာမရှိရကြီးနီးနေရလဲရှော့ဂျီကီစားတယ်ဒါစနေတော့ခုနပြောရလေအကြည့်တိတ်ကိုနေတို့ဒါအီကိုဖြုတ်ပါပေါ့အဲ့လိုမျိုးဖူရှော့ဂျီကီစားနေတို့တကမယိုးသားတာဘာညာအဲ့လိုဟာတွေကိုသုံးနေစနေတို့ဒီလိုစကားလုံးနဲ့သုံးလိုက်တာလေတရုတ်မှာဆိုရင်လည်းဒါပုဆိုပြီးတော့သုံးတယ်ကွာပုရဲ့နောက်မှာတစ်ခုထည့်တယ်ဥမာပုလန်ဆိုရင်စနေတို့ဒါမအေးဘူးပုရဒါဆိုရင်မပူဘူးပုလန်ကြီးပူရအဲ့လိုပုံစံမျိုးနဲ့ဒီဂျပန်စာမှာလည်းတူတူပဲဖူရှော့ဂျီကီဆိုရင်ဒါစနေတို့ကရှော့ဂျီကီနာဆိုတာယူသားတာဖူရှော့ဂျီကီဆိုရင်စနေတို့ကဒါမယူသားဘူးဆိုပြီးတော့ဒါ negative sense ကိုကမဆိုတဲ့အတိတ်ပဲကိုရောက်သွားတာအဲ့ဒါလေးပိုင်းဘာမှဘောတော့အထူးဆန်းတော့မဟုတ်ဘူးခက်ချီကီနာဆိုတာစနေတို့ကဘာကိုပြောရလဲဆိုတော့ကက်စီနေတာအာနိုဟီတိုဝါတဲ့တိုတဲမူခက်ချီတာအဲ့မှာတော့အရန်ကိုကွာအဲ့လူကအရန်ကိုကစီးနေတယ်တဲ့သူကအရန်ကိုပေါ့နော်ကစီးနေတယ်တခုခုဆိုရင်မကြွေးချင်ဘူးအဲ့ဒါမျိုးခက်ချီလာဟီတိုဝါတဲ့ခီကွာလာလဲလူခီလာဝါလဲလူတဲ့အဲ့လိုကစီးနေလူကိုတွေ့ရင်ပေါ့နော်ခီလာရေးစားမုန်းတယ်ပေါ့မကြိုက်သူတို့ပဲလေကိုစီရဟာတွေကိုကြတော့တစ်ဖြစ်စားပြီးတော့သူစီရမုံလေးတစ်ခုဆိုရင်ပြန်မကြွေးဘူးဆိုရင်မကောင်းဘူးနော်အဲ့ဒါမျိုးမလုပ်ရဘူးခက်ချီကီနာဟီတိုဆိုရင်အဲ့ဒါမကောင်းဘူးပေါ့နော်ဒါတရားထားရတယ်ပေါ့ဝါကာမမနာဆိုတဲ့အတိတ်ပဲတကူကောင်းဆန်တာပါတကူကောင်းဆန်နေတဲ့ဝါကာမမနာဟီတိုတဲ့တကူကောင်းဆန်တဲ့လူစိတ်ကကိုအချင်းစီရိုက်ခိုးတို့အပြုတ်မှုတွေပါတဲ့ခန့်တို့ကျော်ဝါကာမမတာကောင်းမလေးကအရန်တကူကောင်းဆန်နေဝါကာမမနီဖူရူမာဦးဒါဝါကမမကောင်းဆန်နေဝါကမမအီယူတကောင်းဆန်တဲ့စကားတွေပြောတယ်ဒါတွေအကုန်ရေးပြထားတာပါခါရီနော်တဲ့ဝါကမမနီရဲ့မင်းနာခုမတို့သူ့ရဲ့တကူကောင်းဆန်မှုတွေကြောင့်မို့အားလုံးကဒုက္ခတွေရောက်ရတယ်နော်အဲ့လိုရေးထားပါတယ်အဲ့မှာသူထက်ရေးထားတာကပတ်တူနီးတဲ့အိမ်မွေးတရိတ်ဆန်တွေကိုတဲ့နင်ကန်တို့လူသားတွေနဲ့အတူတူ
ပတ်တိုနီတဲ့ကိစ္စန်တွေကိုပေါ့နော်နင်ကန်တို့လူသားတွေနဲ့အတူတူအိုနာကြီးယောနာတူညီတဲ့ကုရာရှိကိုစာဆဲလူနော်ကအတူတူပေါ့နော်နေထိုင်ပေးခြင်းဟာနင်ကန်တော့ဝါကမမတာတို့အမှုလူသားတွေရဲ့ဒါမိုင်မဲခြင်းလို့တင်တယ်ဒါမျိုးသူကဘာလဲဆိုတော့တောင်နေတိရစ္ဆာန်တွေကပေါ့နော်ချစ်ဖို့ကောင်းပါတယ်အဲ့မှာဒါမဲ့ဟိုလူတွေနဲ့တခန်းနဲ့တိတ်တာမျိုးကြတော့နည်းတော့စင်းသေးလဲကြောက်တယ်သူတို့ကတန်းတွေကိုခါချရဲကွာပြီးတော့ကျွတ်တီစားတဲ့ပါဇက်တွေရှိရဲကွာစင်းသေးကကြတော့ဒီမှာဆိုဝင်းထဲမှာအဲ့ပေါ့နော်လမ်းဘေးကြောင်တွေကိုခေါ်ပြီးတော့မွေးတာကွာအဲ့လိုဘလို့လဲသူတို့မှစားစရာတောက်စရာမရှိတော့ကွာအဲ့လိုမျိုးကြောင်စားထုတ်တွေအများကြီးဝယ်ကျွေးတယ်လမ်းဘေးကြောင်တွေလေဒါမဲ့သူတို့ကိုကြတော့လမ်းဘေးကြောင်လည်းဖြစ်ရတော့ဒါပြည့်မရှိပါဘူးအဝတော့ကျွေးတယ်ဒါမဲ့စနေတို့ဒီအိမ်လဲခေါ်ထားတယ်အဝလဲကျွေးတယ်ဒါမဲ့တူတူအိတ်တာမျိုးတို့အဲ့ဒါမျိုးတော့မလုပ်ပေးဘူးပေါ့နော်သူတို့ကိုချစ်လို့ရတယ်စောင့်ရှောက်လို့ရတယ်အတက်နိုင်ဆုံးပေါ့နော်ကိုလုံနိုင်တဲ့ဘောင်အတွင်းကနေသူတို့ဘဝလေးတွေကိုကောင်းမှုအောင်လုပ်ပြီးလို့ရပါတယ်အဲ့လိုခေါ်အိတ်တာမျိုးတော့သူကမဖြစ်တင်ဘူးဆိုတာမျိုးပြောတာပေါ့နော်စက်ကကုတက်ကိနာဆိုတဲ့အတိတ်ပဲကသူ့ရဲ့ပုံစံသူ့ရဲ့အတွေးတွေက active ဖြစ်တယ် positive ဖြစ်တယ်အရင်တခုခုဆိုရင်ကအဆင်ပြေသွားမှာပါဘယ်လိုလေးလုပ်လိုက်ရင်ကောင်းမယ်ဘယ်လိုလေးစူးစမ်းလိုက်ရင်ပြန်အဆင်ပြေသွားမယ်ဆိုပြီးတွေးတတ်တဲ့လူမျိုးအဲ့ဒါမျိုးပေါ့နော်တခုခုဆိုရင်ငါမလုပ်နိုင်ဘူးမသိတော့ဘူးမဖြစ်တော့ဘူးမရှိတော့ဘူးအကုန်လုံးမအားနေစလာတာမသိဘူးမရှိဘူးမလုပ်ဘူးမသွားဘူးမစားဘူးအဲ့တော့အဲ့လိုအငင်းတွေဘက်ကံပြီးပြောတာအဲ့လိုမဟုတ်တကောင်ကကြတော့ဘောနော်အရန်ကိုဖြစ်တယ်ရှိတယ်လုပ်မယ်အကုန်လုံးကိုဘောနော် active ဖြစ်နေနေတာဒါမျိုး positive sentence ကိုတွေးတာကိုစနေကဒါ short စက်ကကုတက်ကိနာအဲ့လိုတုံးတယ်စက်ကကုတက်ကိနာအပတ်တကုတ်စူးစမ်းရလဲတုံးတယ်နော်အဲ့မှာစက်ကကုတက်ကိနာဟီတိုတဲ့စေကတ်စခိုတိုတဲ့ဒါအဲ့လို positive sense ကိုတွေးတတ်တဲ့လူအချင်းစရိုက်ခိုတိုအပြုတ်မှုနီငုံကိုမီနီစကဲတို့တာမယ်ဂျပန်စကားကိုတက်မြောက်ဖို့ရအတွက်ကျွန်းကျင်မီနီစကဲတို့ဆိုတာကျွန်းကျင်လို့ပြောတာဂျပန်စကားကိုတဲ့ကျွန်းကျင်နဲ့တက်မြောက်ဖို့ရအတွက်တဲ့စက်ကကုတက်ကိနီအပတ်တကုတ်နီငုံကိုနော်တိုမိုတာချီကိုစကုတာတဲ့နော်ဒါစူးစမ်းနေဂျပန်တငယ်ချင်းရအောင်စူးစမ်းခဲ့တယ်ခေနော်ရှုရှောsorry အီမာနော်ရှုရှောကအခုဝန်ကြီးချုပ်ကပါနော်ခေယိကုမွန်တိုင်နီးတဲ့ဒါပေါ့နော်ပညာရေးဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ရင်အာမလီတိတ်ပြီးတော့စက်ကကုတက်ခိဒေဝနိုင်တဲ့တိတ်ပြီးတော့ပေါ့နော်ဒါအတစ်မဖြစ်ဘူးအဲ့လိုမျိုးသုံးတာပေါ့နော်ဒါအတစ်ဖြစ်နေမလို့နိုင်ငံရေးပါခုံဘူးစက်ကကုတက်ခိအဲ့လိုသုံးပါတယ်အဲ့မှာစနေတို့သူ့ရဲ့စန့်ကျင်ဘက်ကပေါ့နော်ရှော့ကျော်ကုတက်ကိနာဒါ negative ဆန်တဲ့လူရှော့ကျော်ကုတက်ကိနာဟီတိုဒါ negative ဆန်တဲ့လူ negative ဆန်တဲ့အချင်းစရိုက်တွေအီမာနောရှော့ရှော့ပါအခုဝင်ကြီးချုပ်ကကျော်ဤကုမွန်တိုင်းမှာရှော့ကျော်ကုတက်ကိဖြစ်တယ်မန်ဇိုကုနာဆိုတာကစိတ်ကြည်နေတာပေါ့နော်မန်ဇိုကုစိတ်ကြည်နေတာပါအရုဘိုက်တို့တကဲတဲ့ဝါတဲ့မန်ဇိုကုနာရှူညူဝါတဲ့ဒါပေါ့နော်အလာလင်းနိုင်တဲ့ဒါစနေကအလူဘိုက်တို့အချိန်မိုင်းလို့တခုတည်းနဲ့တင်တဲ့မန်ဇိုကုနာရှူညူဆိုတာဒါစိတ်ကြည်နေတဲ့ရှူညူစာဝင်ငွေတွေကိုဒါအလာနိုင်စာမရနိုင်ဘူးပေါ့နော်ဂမ်ဘတ်တာနော်တဲ့စူးစမ်းခဲ့တဲ့အတွက်နီအီဒေမိုဒါမန်ဇိုကုတာကျွန်တော်ကဆံမွဲမှာစူးစမ်းခဲ့တဲ့အတွက်အစစ်နှစ်ရခဲ့တယ်ကျွန်တော်ဒါကြည်နေတယ်အဲ့လိုမျိုးတချို့အရာတွေကလေJLPTဆံမွဲတွေလည်းတူတူပဲပြီးတော့မှပေါ့နော်ဘာဖြစ်သွားတာညာဖြစ်သွားတာရလက်ကိုမကြည့်နဲ့ဒီကဘာလဲကိုစူးစမ်းခဲ့တယ်မလားကိုစူးစမ်းခဲ့တဲ့ကွာမင်းတို့ကလူတော်တွေဖြစ်တယ်ကွာစူးစမ်းခဲ့တဲ့အောင်မြင်တဲ့သူတွေဖြစ်တယ်အဲ့ဒါပဲအရေးကြီးတယ်ဘလို့ပဲနေဘာပဲလုပ်ခဲ့ငါစူးစမ်းခဲ့သေးတာပဲငါတော့ဖြစ်အောင်လုပ်ခဲ့သေးတာပဲဆိုရဲစိတ်ကလေးဒါမွေးလို့ရတယ်ပေါ့နော်ဖြေသားတယ်မစူးစမ်းဘဲနဲ့မရဘူးဆိုရင်တော့အဲ့ဒါတော့မပြောတတ်တော့ဘူးဖူမန်းနာစာမကျေနပ်တာပါနော်ဖူမန်းနာစာမကျေနပ်တာပါဖူမန်းဆိုခုဆိုလည်းမကျေနပ်တာနော်မန်းဆိုခုတဲ့အကျေနပ်တဲ့အီမာနိုဆေကတ်ဆုနီတဲ့ဂျူဘွန်းစာအလုံးအလောက်အခုအသက်မွေးဝမ်းကြမှုဘဝကိုတဲ့အလုံးအလောက်မန်းဆိုခုရှိတဲ့အီလို့ကျွန်တော်ကစိတ်ကျေနပ်ပါတယ်အီမာနိုရှင်ငေါသူခါတော့အခုအလုပ်ကနေစပြီးမန်းဆိုခုကအဲလာအဲနိုင်စိတ်ကျေနပ်မှုတွေမရနိုင်သေးဘူးဘာတွေဖြစ်လို့လဲမသိဘူးပေါ့နော်အင်တာနက်တို့ကနီကတဲ့နော်မဲလူမိုးတဲ့မန်းဆိုခုနီဥတဲ့နိုင်တဲ့ဒါအင်တာနက်တို့သုံးတာအရင်ညက်တဲ့အတွက်ပေါ့နော်အီးမေးလ်တွေဘာတွေကိုစိတ်ကျေနပ်နဲ့မပို့တတ်တော့ဘူးပေါ့နော်ဖူမန်းနာစာမကျေနပ်တာမန်းဆိုကူကစိတ်ကျေနပ်တာဖူမန်းနာစာမကျေနပ်တာကိုနိုရှင်ငေါသူနီးတဲ့ဖူမန်းနာတန်းဝနိုင်ဒီအလုံးနဲ့ပတ်သက်ပြီးတော့မကျေနပ်တဲ့အချက်တွေမရှိပါဘူးတဲ့ခရီဝါသူဟာခနိုကြောကတဲ့အီဆိုကာရှိခုတဲ့ကမလီယာပေါ့နော်အလုံးများတဲ့အတွက်တဲ့နက်ကတော်တော်နဲ့အိုင်နိုင်နော်အိုးတဲ့ဒါမတွေ့နိုင်တာပေါ့နော်ဖူမန်းနီအိုမိုကျဲဤတို့သူကမကြေမနက်နဲ့ဖြစ်ကုန်တယ်ပေါ့နော်မကြေမနက်စဉ်းစားကုန်တယ်အလုံးများရလို့ဆိုရင်အဲ့တိုင်းပါပဲခုနိုရှော့ဆက်ဆိုရတဲ့ဒီဝတ္ထုကအိုမိုရှိတို့ခတ်တာကားတဲ့စိတ်ဝင်စားဖို့ကောင်းပေမဲ့အိုဝါရီခတ်တာကားတဲ့ဒါပေါ့နော်ပြီးဆုံးသွားတဲ့
ဒါပုံစံကချော့တူဖူမန်တာနည်းနည်းစိတ်မကြည်နေဘူးပေါ့နော်ဘာလဲစီဖြစ်သွားတာပါညာစနေတို့ဆိုရင်ကဝိထုတစ်ပုဒ်ကိုဖတ်မယ်ဆိုရင်နောက်ဆုံးကိုတတ်ဖတ်တာမင်းသားနဲ့မင်းသမီးညားလားပေါ့နော်မညားဘူးဆိုမဖတ်တော့ဘာလို့လဲဆိုအဲ့လိုဖူမန်ဆိုခုဖြစ်မှာဆိုလို့ဖူမန်ဆိုခုစိတ်မကြည်မတတ်ဖြစ်တာပါဖူမန်စာစနေတို့မကြည်နေတာပါအာနိုရက်စတူရန်တော်လီဟော်လီဝါအဲ့ဒီဆိုင်ဟင်းနေရာဒီကအဂျီနီစာအရတာမှာဖူမန်ဝါနိုင်ကတဲ့နော်လီယောကစကူနိုင်ဖူမန်စာမကြည်နဲ့တိတ်စိတ်မကြည်နဲ့တာတွေနော်နိုင်ကမရှိပေမဲ့လီယောကစကူနိုင်စာပမာဏကနေတယ်နော်အရန်စတော့ဆိုင်ကြီးဆိုအရန်နဲတယ်လीနော်ထဲတာဖူမန်ဘက်ကာရီအစ်တဲ့မို့တဲ့ဒါပေါ့နော်မကြည်နဲ့တာကြီးပဲပြောနေမယ်ဆိုရင်တဲ့ခိုင်းကစ်ဆိုဝါဒက်ကီနိုင်နဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်တော့ဘူးဖြို့ရာတွေကလေအဲ့လိုဘောနော်မကျေနပ်တဲ့အရာတွေကြီးပြောနေလို့မရဘူးဖြစ်ချင်တာဖြစ်တင်တာဒါဖြစ်ထိုက်တာကိုစနေတို့ကဒါဆုံးဖြတ်ပြီးပြောပေးရတယ်လေအရန်ကြီးပါဖုံမမကျေနပ်ချက်တွေပဲကိုမကျေနပ်တာတွေပဲပြောနေရဆိုရင်ဒါဘာမှမလုပ်နိုင်တော့အဲ့လိုပြောပါဖူဝမ်နာဆာမလွယ်ကူဘူးအဲ့လိုပြောတာအဲ့တော့ဆိုင်းခင်းနေပေါ့နော်အဲ့လိုမျိုးဒါလက်တလုံးမှာဆိုရင်ခလာတာနော်ချော့ချီကရက်ခုနိုင်နဲ့ခန္ဓာကိုယ်ချီနေကမကောင်းဘူးပေါ့နော်ဝါတို့ကြီးပြောခိတယ်ဝါနိုင်ကာတူတဲ့ဒါကျွန်တော်ကဆိုးရတဲ့ယောဂတစ်ခုဖြစ်နေလားမသိဘူးလို့တဲ့ဖူအန်တာဆိုတာကဖူအန်စတူဆိုတာကနည်းနည်းစိတ်ပူတယ်လို့မျိုးပြောတာပေါ့နော်ဒါမလွယ်ကူပါဘူးပေါ့နော်အတရာရှိငေါ့တူကားတဲ့နက်ကမီဇူကာရာစုအလုတ်အစ်ကားတဲ့လုံးဝပေါ့နော်ရှာဖွေမတွေ့ရှိခဲ့တဲ့အတွက်ဖူမန်နာနော်မလွယ်ကူတဲ့မိုင်းနီချီယိုစကော့ချ်တဲ့မလွယ်ကူတဲ့နေ့စဉ်ဘဝကိုဖျက်ကျော်နေရပါတယ်အန်ရှင်းစုကစိတ်အေးရတာနော်ဒါဖူအန်နာဆိုတဲ့အတိတ်ပဲကဒါဟိုစိတ်မအေးရဘူးဆိုတဲ့ပုံစံမျိုးသုံးတာဖူဆိုတော့အငင်းလေးစနေပြောရလေဒါအငင်းပုံစံမျိုးနဲ့သုံးတာလို့ဖူအန်နာဆိုစိတ်မအေးရဘူးပေါ့နော်အဲ့လိုမျိုးအန်ရှင်းစုလို့ဆိုရင်ဒါစိတ်အေးရတာသူ့ရဲ့စန့်ကျင်ဘက်ရှင်းပိုင်းစုလို့ဆိုတာစိတ်ပူတာဒါမျိုးတွေလေတွဲလုံးစကားလုံးတွေရှိတယ်ဖူအန်ဆိုတာကစိတ်မအေးရဘူးစိတ်ကရတက်မအေးဖြစ်တာအဲ့လိုမလွယ်ကူတာဘဝကြီးကမလွယ်ကူပါဘူးလို့ဒါမျိုးတွေနော်အန်ရှင်းဆိုရင်ဒါစိတ်အေးရတယ်သူ့ရဲ့စန့်ကျင်ဘက်ရှင်းပိုင်းဆိုရင်ဒါစိတ်ပူတာပေါ့နော်အဲ့မှာပါလေနာဂါကုစုကူဤတာတဲ့အိုးအမေကတဲ့ရန်တဲ့ဒါအချိန်ကြာကြီးရွာခဲ့တဲ့မိုးကပေါ့နော်မိုးအကြီးကြီးကရက်သားတဲ့အတွက်တဲ့ရက်တုံနောက်ဆုံးမှာတဲ့ခိုးဆွီနော်တဲ့နော်ခိုးဆွီဆိုရေပြက်လက်တာရဲ့ဖူအန်ကတဲ့နာကုနတ္တဒါရေပြက်တာရဲ့ဒါစနေတို့ကခိုးဆွီရေတွေရဲ့ပေါ့နော်ဒါအဲ့ဒါတွေကဖူအန်ဆိုတဲ့ဒါမလဲကူတာတွေကနာကုနတ္တစာပျောက်ဆုံးသွားတယ်ချိန်ကြာကြီးမိုးရလိုက်တဲ့အတွက်ပေါ့နော်ဒါရေပြက်လက်တဲ့ပြဿနာတွေပါလိမကြုံရတော့ဘူးပြောတာတိုင်းဟန်နာစာပြင်မန်းတာလीခိုးစုတာတဲ့ခိုးစုတာတဲ့ချူနော်တဲ့အိုးဟုတ်ခါဆန်ဝါတိုင်းဟန်တာကလေးတွေမွေးဆောင်စီရဲ့အချိန်တော်တွင်းကတော့မိဘတွေကအရန်ပင်ပန်းနေခီနိုးကမနေ့ကရှစ်ခုတိုင်းကတဲ့နော်ဒါအင်စာတွေက9ခုတောင်မှရှိခဲ့တဲ့အတွက်တိုင်းဟန်တက်တာပင်ပန်းနေတယ်ဟုတ်လားခီနိုးမနေ့ကတဲ့ရှင်းကျုခုတဲ့မှာတဲ့တိုင်းဟန်နာကကြည်ကားတဲ့ဒါအရန်ကိုပေါ့နော်ဒါစိတ်ချုပ်စရာကောင်းတဲ့တိုင်းဟန်နာတကယ်ကိုပင်ပန်းတဲ့ဒါပေါ့နော်မီးလောင်မှုကရှိခဲ့တဲ့ပုံပေါ်တယ်လာရှိဆိုပုံပေါ်တယ်ဒိုင်းကြီးနာအရေးကြီးသောမန်းဆယ်စနီအင်တာဗျူးမှာအခုလဲတာရနောက်ကျခဲ့မယ်ဆိုရင်တိုင်းဟန်တက်ကာရဒါအစင်ပြေမှာဖြစ်တဲ့အီဆိုဤတဲ့အီခိုဒါအလင်းစလို့သွားကြရအောင်နော်အဲ့လိုသုံးတာပါစနေတို့ဒီလိုသုံးတာပါတယ်မူလီနာဆိုတဲ့အတိတ်ပဲကစနေတို့ကမဖြစ်နိုင်တာနော်တပ်ပါရေးတာလေတက်တာတဲ့တရားရမ်းနေပေါ့နော်အီရဲကိုတတ်တဲလူနန်တဲတဲ့ဟင်းနေရအဲ့လောင်နေပေါ့နော်တရားရန်1000လောက်နဲ့အဲ့မှာတော့ပေါ့နော်ဒီလောက်နဲ့ပတ်စံကိုဒီလောက်ပတ်စံနဲ့အိမ်ကိုစောက်ဖို့ဟာအတွက်ပေါ့နော်မူလီနာဟာနာရှိတာမဖြစ်နိုင်တဲ့စကားတွေပဲမူလီနာပေါ့နော်အိုနေဂါကြီးတူပါတဲ့အမိုးကြီးမစကားတွေမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေလို့ထင်ပေမဲ့နန်တူကဘာပဲပြောနော်အဲ့မှာလုပ်ပြီးလို့ရမလားပေါ့နော်အဲ့မဲ့တော့3ရက်လောက်မှာတဲ့နော်100 page ဆိုတာကစီရိုကဘယ်လိုလဲစာမျက်နှာ page 100ကလုံးပုံဆိုတာကလုံးပုံစာတန်းတွေကိုခါခုနော်ဝရေးရတာကတွတဲမှုမူလီတာအရန်ကိုမူလီစာမဖြစ်နိုင်ဘူးပေါ့နော်ခိုတို့မူနီကလေးတွေကိုတဲ့မူလီနီဘန်ဖျောက်စာဆဲရုနော်ဝဒါမဖြစ်နိုင်အောင်ပေါ့နော်ဒါစာလေးလာခြင်းကတဲ့ဒါခက်ခုခိုးကတာတဲ့မူလီယာလိဒါအတင်းအကျက်ကြီးမူလီယာလိဆိုတာကအတင်းအကျက်ကြီးလို့ဆိုလိုတာမူလီနီကမဖြစ်တိုင်းမူလီယာလိကအတင်းကျက်ကြီးခိုင်းနေပေါ့နော်စွန်းနာနီအဲ့လောက်ကြီးမူလီယိုရှိတဲ့လူတို့အဲ့လောက်ကြီးပေါ့နော်ဒါအတင်းကျက်ကြီးလုပ်မယ်ဆိုရင်ပြောကိနိနာလိမဆိုယောဂဖြစ်လာမယ်အီလိုတဲ့နော်အီလိုတို့တဲ့အမျိုးမျိုးသောအကြောင်းအရာတွေကမူလီတဲအစ်တဲဆိုရင်မှဆက်အတင်းကျက်ကြီးပြောတာတွေကိုဒါတောင်းမှတ်ပါတယ်ပေါ့နော်အဲ့လိုသုံးတာပါကေစနီတို့ဒါဒီနေ့ကတော့ပေါ့နော်နေရာ82မှာရက်ထားခဲ့ပါမယ်ရှင်
ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်